လေမအတဲနဲ့ရုပ်မူကတော်တော်ရွာနေကိုကတော့ရုပ်ပြီးသွားတယ်ဟိုမကြည့်ရောအဝတ်တွေကြည့်ရော6တရားအဆူဖြစ်ကုန်ပြီချက်ချင်းရွာချတယ်မူမကြည့်ပါဦး6တွေနော်ဟိုအောက်မှာလေကျုံဟိုအောက်မှာဆူကုန်ပါလေမကြုံခရီးမနိုးကြသေးလားဘယ်ရောက်သွားရလဲမသိမကြုံရဲ့အ6တရားတကယ်နော်ဒီနေ့မိုးတအုံးနဲ့လေထုတ်လိုက်ရုပ်လိုက်ထုတ်လိုက်ရုပ်လိုက်လုပ်နေရတာနော်ကြည့်ရောဒီညနေရောက်ခါနီ6ခါနီးခါမှာကွယ်မိုးကအတကုံချက်ချင်းရွာချတဲ့ချိန်ကျမှဟေးမရုပ်ဘူးကြည့်ရောဟိုမှာကြိုအပေါ်မှာရောမှာပေါ်မှာရောလောက်ကြအောင်ဟိုအောက်ကတော့ရုပ်သွားပြီဆူသွားပြီအဲ့ဒါဆူသွားပြီစင်ကာပူမှာကဒီလိုပဲမိုးကလေရွာရင်ချက်ချင်းရွာတာနေပူရင်ချက်ချင်းအမြဲအဝတ်စားတွေကိုလေအမြဲစောင့်ကြည့်နေရတယ်ဒီလားအဲ့လိုမျိုး CCTV လိုပဲသူတို့လည်းလိုပဲမိုးမင်းကိုစောင့်ကြည့်နေရမကြည့်အောင်စုကုန်ပြီပဲမရတော့လုံးဝဆူသွားပြီမိုးကချက်ချင်းတဲလာတာကြီးလာတာကြည့်မိုးကြီးကိုကြည့်အေးရမိုးရတာပျော်တယ်အဝတ်စား6ချင်းကမ6ချင်းနေမိုးရတာပျော်တယ်အခုပဲချမ်းမတော့မရှိဘူးပြလာဘာပြောမိုးရတာပျော်တယ်မိုးရွာရင်လေစိတ်ညစ်တာနည်းနည်းပြေပြောက်တဲ့ခံစားရတယ်တင်လားခါကျရင်စိတ်ထဲမွန်းကျက်တယ်တို့စင်ကာပူကလှုပ်တဲ့သူတွေတော်နိုင်ငံခြားပေါ်လေးတော့ဘယ်မှာပဲဆူမြန်မာနိုင်ငံမှာဆိုသူများအိမ်ထဲမှာနေရတာဆိုတော့ကိုယ်အိမ်ထဲတော့မတူဘူးပေါ့စိတ်ချင်းကျက်တယ်လေနော်နေရတာမိုးရွာရင်ကိုကတော့စိတ်ပျော်တယ်မိုးရေမချိုးရရင်တော့မှအဲ့လိုမိုးရွာနေတာကြီးကြည့်နေရရင်စိတ်ထဲမှာပျော်တယ်စိတ်ထဲမှာနည်းနည်းကျေနပ်တယ်ဒါပြောပျော်တယ်မိုးရွာများရွာနေ့တိုင်းရွာ